အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းစုံလင်စွာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်2026 AFCU စက္ကုံမျိုးသားအာရှဖလားခြေစစ်ပွဲစဉ်တွေကိုနိုဝင်ဘာ22ရက်နေ့ကနေ30ရက်အထိရန်ကုန်မြို့သုဝဏဘောလုံးကွင်းမှာလက်ခံကျင်းပတော့မှာဖြစ်ပါတယ်မြန်မာလေးစဉ်မျိုးသမီးအသင်းအနေနဲ့အော်တိုဗာလာအလယ်မှာဂျပန်နိုင်ငံကိုလေ့ကျင့်ရေးသွားမယ်ခီးစဉ်ကိုမေထက်လူကလွှဲချော်တော့မှာဖြစ်ပြီးတော့စီးကင်းပြိုင်ပွဲမှာလည်းပါဝင်ဖို့လည်းမတိကျသေးပါဘူးမြန်မာလေးစဉ်အမျိုးသမီးအသင်းအနေနဲ့ပြိုင်ပွဲတွေကနှီးဆက်ဆုံးပြိုင်ပွဲအနေနဲ့စီးကင်းပြိုင်ပွဲတစ်ခုသာလက်ရှိမှာရှိနေပါသေးတယ်။မြန်မာ Women League 2025-2026 Week 9ပွဲစဉ်အပြီးအမှတ်ပေးစရာအဆင့်ရည်တည်မှုမှာ SB အသင်းကထိပ်ဆုံးကနေရည်တည်လျက်ရှိပါတယ်။အော်တိုဗာလာအတွင်းမှာရှင်မြန်ကစားသွားမယ့်ရှမ်းယူနိုက်တက်အသင်းရဲ့မြန်မာ National League အင်္ဂုံပွဲစဉ်တွေနဲ့ AFC Challenge League ပွဲစဉ်ဇယားပဲဖြစ်ပါတယ်။ကချင်တိုင်းသားမြန်မာ MMA Fighter အောင်လာအန်ဆန်နဲ့ Sitting Fighter Zipa Tiran Kistan တို့ရဲ့ထိုးသတ်မဲ့ပွဲစဉ်ကိုလာမယ့်အောက်တိုဘာ4ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာမြန်မာနိုင်ငံကပြည်သက်တွေကြည့်ရှုသွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကအောင်လာအန်ဆန်အတွက်ကစားသမားဘဝနောက်ဆုံးပွဲစဉ်အဖြစ်ထိုးသတ်မဲ့ပွဲစဉ်ဖြစ်လာမယ်လို့အောင်လာအန်ဆန်ကိုယ်တိုင်ပြောကြားထားပါတယ်။ One Championship အဖွဲ့အစည်းက1 Fight Night 36တိုင်ပွဲကိုအွန်လိုင်းအဆင့်ထိုးသတ်မဲ့ပွဲစဉ်ကိုလာမယ့်အောက်တိုဘာ4ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့လုံမနီအကစားရုံမှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ One Fight Night 36ပွဲစဉ်ကိုအောက်တိုဘာ4ရက်နေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲကနေစပြီးတော့ Skynet ရုပ်သံနဲ့ One Championship YouTube Facebook Channel တို့ကနေပြီးတော့တိုက်ရိုက်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။အောင်လာအန်ဆန်ကအခုပွဲစဉ်ကိုထိုးသက်ဖို့အတွက်ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကတည်းကထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေပြီးတော့လေ့ကျင့်မှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ အောင်လာအန်ဆန်ကအမေရိကန်နိုင်ငံမေရီလန်းပြည်နယ်မှာနေထိုင်နေသူဖြစ်တာကြောင့်ရာသီဥတုအစားအသောက်အဆရှိတဲ့ကိစ္စရပ်တွေမှာအသားကျစေဖို့အတွက်ဘန်ကောက်မြို့ကိုစောစီးစွာလာရောက်နေထိုင်လေ့ကျင့်နေတာဖြစ်ပါတယ်။အခုလိုဘောလုံးအကစားသတင်းတင်ဆက်မှုလေးကိုကြမ်းတဲ့ဆိုရင် Subscribe လိုက်ရန် comment လေးပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်။